မှရမှာတဲ့ကိုကြီးအပေါ်မှာလည်းဓာတ်ကြိုးတွေနဲ့ပျော်သွားပြီအကုန်လုံးပြီးသွားပြီကုန်သွားပြီတဲနဲ့ပက်ကမှာကိုကလေးနဲ့သူတို့အိမ်ဆောက်စီမှာတဲရှိတယ်လေတဲနဲ့ပက်ကအေးလေဓာတ်ကြိုးတော့ပေါက်နေပြီမဓာတ်ကြိုးတွေရောဓာတ်ကြိုးနဲ့လည်းပြီးသွားပြီမမတဲနဲ့ပက်ကမှာစဖြစ်တယ်ပေါက်ကုန်ပြီတော့လုံးဝအဲ့ဒါဒီဟောလေးထပ်ပါလာတယ်မျိုးသူဟောကိုအခုမှတွေ့အခုမှမိခိုးတွေထွက်နေလို့လက်ကြည့်တာဘသူဘယ်လိုလဲသူ့စားလဲကောင်မလေးဟိုမှာဓာတ်ကြိုးတွေကြောက်ပါဘလူဖြစ်လို့သူကဓာတ်ကြိုးတွေနဲ့အရင်မများဘူးတောင်းနေမှာပေါ့ဘယ်လိုပဲနေရပတ်သားနော်မမဦးလို့ကအဲ့ဒါဘယ်ဒီပဲရမလဲဘယ်ဒီပဲရဘယ်ဒီကိုပေါက်လက်စီဒီမှာကိုရောကြအောင်လက်စီမပါဘူးဒါဘယ်ဒီငါဘယ်ဒီအိုးမပေါက်သေးဘူးလားအိုးမပေါက်ဘူးစင်းစရာနဲ့ငါအဲ့ဒါကိုကြည့်ရဲတော့ဓာတ်စီအိုးပေါက်ရင်တော့ခုနကနည်းနည်းလောက်လေးပါကမိခိုးလေးနည်းနည်းလေးထွက်ထရနော်ငါတို့ကြည့်လိုက်မိခိုးလေးနည်းနည်းလေးပဲထွက်မိခိုးလေးကနည်းနည်းလေးထွက်တဲ့အပြင်အောက်မှာမီးစားတစ်စားနှစ်စားပဲကြာနေတာအဲ့ဒါဝိုင်းအေးထွက်လိုက်ဝမ်းဝဲလှုပ်လိုက်ရတာဘာလို့ကနည်းနည်းပြလဲဒီနေ့ဘယ်လိုမရတော့တဲနဲ့ပဲတဲရည်နားမှမရှိဘူးတဲမှမရှိတာဂုံကြီးပဲရှိနေတာဟုတ်ပြီအောက်ကွဲကုန်ပြီဟုတ်ပြီဓာတ်ကြိုးကဒီလားမိုင်းဓာတ်ကြိုးကဘာမှဖြစ်လာပါဘူးနော်မိုင်းမီးလာနေလားမီးလာနေတယ်ရှော့ဖြစ်လိမ့်မယ်နော်မီးလာနေရှော့ဖြစ်တယ်ရှော့ဖြစ်တတ်တယ်ဖြစ်ပါဘူးမင်းချာမင်းချလိုက်ရပါတယ်ဘောလည်းမပတ်ဘူးအဲ့တော့ဆောင်းရရေးလေးပါလေပဲရအောင်သူကမိုင်းကြီးဖြစ်တယ်နေလို့ပြောတာပါရေနဲ့မရဘူးသင်းနဲ့ပဲရေနဲ့မရဘူးရေနဲ့မနိုင်ဘူးနေလို့ရေနဲ့မနိုင်တော့ကိုစီကိုပြန်အပ်မယ်နော်ဟဲ့ရတာမရမလေးအဲ့လိုမျိုးဟမ်ခုနတရားလေးကိုရုံးနဲ့ခေါ်လေရုံးနဲ့ခေါ်ဆိုင်ရမှာကိုနေမရနေဖို့ဆိုဘက်ထရီခုမှပောက်ကွဲသွားခုမှပောက်ကွဲတာဘယ်တော့မှမကြည့်တော့ဒီကဓာတ်စီမွေးနေမရတော့ဓာတ်စီမွေးနေတော့ဝင်းနေနေလေးကြီးอ่ะဟာဒီဦးလေရင်းနဲ့ပတ်မယ်ဆိုတော့ကယ်ရီကိုကြီးတယောက်ကရင်းနဲ့ပတ်လို့မရဘူးဆိုပြီးပြောသွားတဲနဲ့ပတ်ကတာတဲ့ဆိုတော့တဲနဲ့ပတ်ရင်ပိုကောင်းတယ်တဲဒီမှာတဲမရှိတော့တိုင်ပေါက်စာဝရေဆုပ်ပြီးတော့အောက်ချလိုက်ရောချလိုက်တော့ဆိုပြီးအစိုးရရင်းနဲ့ပတ်လိုက်ပြီးသွားတယ်မေးအေးလေဒီလောက်နဲ့ရင်းနဲ့ပတ်လိုက်ပြီးသွားပြီခုကသွားပြီဒီလောက်ကုန်သွားပြီဟိုမကြီးတနာပါတယ်ဟိုမှာဆိုင်ဖုံးဆက်နေတယ်သူ့အိမ်သူကလည်းနည်းနည်းလေးကိုယ်စာပူတာပဲသိရမှာပဲသူလည်းကြောက်လို့စင်ပြေးတာအဲ့တိုင်းပြေးထားကြပြေးသွားတာ